ထိုင်းနိုင်ငံရဲ့တက္ကသိုလ်အကြောင်းကိုပြောလိုက်တာနဲ့ CP Group 7-Eleven လုပ်ငန်းစုစတဲ့လုပ်ငန်းစုတွေနဲ့ချိတ်ဆက်မှုကြောင့်မလို့နာမည်ကြီးရဲ့တက္ကသိုလ်တစ်ခုရှိပါတယ်။ဟုတ်ပါတယ်။ပညာပြည်ဝ Institute of Management PIM University ဖြစ်ပါတယ်။အခုဆိုရင် PIM University ကတာဝန်ရှိသူတွေနဲ့တိုက်ရိုက်တွေ့ဆုံနိုင်ပြီးတော့ကျောင်းဝင်ခွင့်ဘာသာရပ်ရွေးချယ်မှုနဲ့ scholarship အကြောင်းအရာတွေကိုတနေရာထဲမှာဆွေးနွေးနိုင်မယ့်အခွင့်အရေးကြီးကို Global UniChoice International ကနေပြီးတော့စီစဉ်ပေးထားပါတယ်။လာမယ့်ဇွန်လ20ရက်နေ့မှာ Global UniChoice International Grand Opening Event အနေနဲ့ PIM University ကိုစိတ်ဝင်စားတဲ့ကျောင်းသားကျောင်းသူတွေအတွက် application form တင်ခြင်းနဲ့ interview ကိုတစ်ခါတည်းပြုလုပ်နိုင်မှာဖြစ်ပါတယ်။ဒါတွေမကသေးပါဘူး။အရေးချင်းပြည့်မီတဲ့ကျောင်းသားတွေအတွက်လည်းတက်တသိန်းအထိ scholarship အခွင့်အရေးတွေလည်းစောင့်ကြိုနေပါတယ်နော်။ထိုင်းနိုင်ငံမှာ international degree တစ်ခုကိုအလောက်ခံအခွင့်အလမ်းကောင်းနေတဲ့အတူရယူခြင်းနဲ့ဆိုရင်တော့ဒီအခွင့်အရေးကိုလက်လွတ်မခံနဲ့နော်စိတ်ဝင်စားတဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့အခုပဲ Global UniChoice International ကနေတဆင့်ဆက်သွယ်ပြီးတော့အသေးစိတ်ကိုစုံစမ်းမေးမြန်းနိုင်ပါရဲ့ရှင် See you at June 20. Bye bye